အားလုံးပဲမင်္ဂလာပါဗျကျွန်တော် channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဇလန်လေးကိုစတင်ခင်ကျွန်တော် channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျဒါဆိုရင်တော့ဇလန်လေးကိုဆက်လိုက်ကြရအောင်ပါရှမ်းခွန်ကြီးတရားသွေးကြောချိတ်ပိတ်ထားတာကိုဖွင့်ပြီးစွမ်းအကုန်ထုတ်သုံးပြီးတိုက်ခိုက်လာပါတယ်ဗဇက်ကလည်းငါစွမ်းအကုန်ထုတ်သုံးဖို့မင်းကထိုက်တယ်နဲ့ဆိုပြီးပွားစီပြောနေတယ်လေရှမ်းခွန်ကြီးရဲ့သွေးကြောထဲမှာဝင်းကျင်စွမ်းရည်တွေတသိက်ခတ်ထားတာလားသူ့ရဲ့စွမ်းအားကိုတိုင်းဝင်းကျင်စိန်တီထိုင်ရောက်သွားတည်နိုင်တာပဲဒီရှမ်းခွန်ကြီးကတကယ်ပဲစွမ်းရည်တွေဖုံးကွယ်နိုင်နေခဲ့တာပဲဆိုပြီးကြောင်းချင်းုံတယောက်ကတော့နည်းနည်းအံ့ဩနေတယ်လေဘိုးတော့ဒီဘက်မှာဘယ်သူနိုင်မလဲလို့ကေယာသခင်ကိုမေးလိုက်တော့တေချာဆုံးဖြတ်လို့မရသေးဘူးစူးပေတန်းကဒီလောက်မြန်စိန်ခေါ်ရဲတယ်ဆိုတော့သူ့မှာတေချာပေါက်အားကိုးတရားတကူရှိလို့ပဲဖြစ်မှာပဲဆိုပြီးပြန်ဖြေလိုက်ပါတယ်ပြိုင်ပွဲခွန်းထဲမှာတော့ငနေသားလေးမီးရှို့ခံနေရပြီလေဘေးကလူတွေဝိုင်းလောင်နေကြလို့ချက်နဲ့ပဲအဲတန်းပြန်ပြီးတိုက်ခိုက်နေပါတယ်ပေထန်းကလည်းရှောင်နေပါတယ်ကျောင်းကြီးကပေထန်းရှုံးတော့မယ်ဆိုပြီးပြောလာတော့မဟုတ်ဘူးဒီဘက်မှာပေထန်းနိုင်ရလိမ့်မယ်ဆိုပြီးမမလလာပြန်ပြောလိုက်တယ်လေခုချင်းမင်းကဘာလို့သူ့ကိုထင်ကြီးနေရတာလဲဆိုပြီးထပ်မေးကြတော့လန်ဟော်တိုင်းကြီးကတကူလုံးမှာငါးမျက်လုံးနဲ့ကြည့်လို့ရတာဆိုလို့သူတယောက်ပဲရှိတယ်ဆိုပြီးမမလလာတယောက်ပြန်ပြောလိုက်တယ်လေဘိုးကောင်တော့ကြောင်တော်ဖြစ်သွားပါပြီ။ပြိုင်ပွဲခွန်းထဲမှာတော့အကျိတ်နယ်ကိုရှင်ပြိုင်နေကြတာပါ။နောက်ဆုံးတော့ပေထန်းလက်ချက်နဲ့ပဲရှမ်းခွန်းကြီးတယောက်လေပေါ်ကနေခွေးကြောက်ဝကြကြောက်သွားပြီလေ။ဒါနဲ့ပဲပေထန်းကမရှုံးပြီလို့ပြောလိုက်တော့ငါမရှုံးသေးဘူးဆိုပြီးတိုင်းပြည်ကျော်ဖြတ်တောင်းနိုင်တဲ့အက်တွေနဲ့ပေါက်လိုက်ပါတယ်။အောက်ထန်းချလိုက်တာဆိုပြီးပေထန်းပြေးထုတ်လိုက်တော့ထိတော်မထိရသေးဘူး။ငါရှုံးပေးပါပြီကြောက်ပါတယ်ဆိုပြီးတတိပါမေးပါပြီလေ။ကမ်းမီတတိမေးသွားရလားဆိုပြီးပေထန်းနဲ့အတူတခြားသူတွေလည်းဝိုင်းပြီးရေမောနေကြပါတယ်။ဘိုးတို့ကတော့မကြည့်မနှက်နဲ့စကန်ထလာပြန်ပါပြီ။စုပေထန်းရှမ်းခွန်းကြီးကရှုံးပြီလို့ဝန်ခံထားတာကိုမင်းကဘာလို့ပြင်းပြင်းထန်ထန်ဆက်ပြီးတိုက်ခိုက်ရတာလဲဆိုပြီးမေးလာပါတယ်။ပေထန်းကလည်းအဖိုးကြီးခမရဘာလို့စိတ်လှုပ်ရှားနေရတာလဲသူနဲ့ခမရဘလို့ပတ်သက်နေလို့လဲဆိုပြီးစကားနှိုက်လာပါတယ်ရှမ်းခွန်ကြီးကငါတို့လန်ဟော်တိုင်းကြီးရဲ့အထူးလေးချင်းပေးနေတဲ့ပါတမီရှင်ပဲသူကငါ့ရဲ့တပည့်ဆိုလဲဟုတ်တယ်ငါတပည့်အတွက်တရားမျှတမှုရှာပြီးတာဘာဖြစ်လို့လဲဆိုပြီးပြန်ပြောလာတယ်လေရှမ်းခွန်ကြီးကအခုလိုမကောင်းတာတွေလုပ်နေတာသူ့နောက်မှာထောက်ပံ့ကောင်းကောင်းရှိနေတာလို့ဆိုပြီးပေထန်းပြောလိုက်တော့တခြားသူတွေလည်းဟိုကောင်ဘာတွေလုပ်နေတာလဲဟာဆိုပြီးချင်းချင်းတီလိုပြောနေကြပြီလေမင်းဘူးတွေပြောနေတာတွေရက်လိုက်မင်းတို့ကောင်မျိုးအပြစ်ကြီးပေးနေတယ်ခေရတကင်ခမရလည်းမြင်ပါတယ်ဒီကောင်အပြစ်မပေးရင်ဒီကောင်ကခိုင်းတစ်ခုလုံးအောင်ပြောင်းပြန်နိုင်ပြတော့မှာကျွန်တော်ရဲ့တပည့်အတွက်တရားမျှတမှုရှာပေးပါဆိုပြီးဘိုးတော်တယောက်ကတော့တခင်မအောင်ပြောနေတယ်လေပေထန်းကလည်းရှမ်းခွန်ကြီးကလင်ရင်ကိုင်းရဲ့တချို့ဖြစ်ပြီးလန်ဟော်တိုင်းကြီးကိုဖျက်ဆီးချင်နေတာခမရသည်လားခမရရဲ့တပည့်ဆိုတော့ခမရလည်းတချို့ပဲဖြစ်မယ်လို့ပြောလိုက်တော့ဘိုးတော်ဒေါသထွက်ပြီလေဒါနဲ့ပဲငါတက်ရှင်နေသေးမင်းသေးသေးရမယ်ဆိုပြီးပြေးတိုက်ဖို့လုပ်လိုက်ပါတယ်ဒါပေမဲ့လည်းကေယာတခင်ရဲ့လက်ညှိုးတစ်ချက်အောင်မှမြေပြင်ပေါ်ပြဝင်နေရပြီလေကေယာတခင်ကပေထန်းမင်းမတက်သေးရှိလို့လားဆိုပြီးမေးလာတော့ကျွန်တော်အရင်ရက်ကရှမ်းခွန်ကြီးတွေကကြောက်သိမ်းများတစ်ခုရထားတယ်ဒါကိုကေယာတခင်ကြည့်ရင်သိမှာပါဆိုပြီးထုတ်ပေးလိုက်ပါတယ်ဘိုးတော်ကတော့ခုမှကေယာသခင်ဘာကြီးဖြစ်နေတာလဲကျွန်တော်ဘာမှမသိပါဘူးစူးဝေထန်ကျွန်တော်ကိုစိုးစဲနေတာပါဆိုပြီးအသေးအံတောင်းပန်နေရပါတယ်ကေယာသခင်ကတော့အကြီးကဲရှုသူ့ကိုဖမ်းထားလိုက်တော့ပြီးဘိုးတော်ဖမ်းခိုင်းလိုက်ပြီလေဘိုးတော်သူ့တပည့်ကိုပါဖမ်းခေါ်သွားကြပါပြီပေတန်းမင်းကမစိုးဘူးပဲငါ့ရဲ့ပထမဆုံးစစ်ဆေးမှုကိုအောင်မြင်နိုင်ခဲ့ပြီရှမ်းခွန်ကြီးကိစ္စကိုတော့ငါကိုယ်တိုင်တိတိကျကျစစ်ဆေးပြီးမှမင်းကိုထပ်ပြီးစူးချင်းမိမယ်ဆိုပြီးကေယာသခင်ပြောလာပါတယ်ပြန်ဝင်ကြီးလည်းပြီးဆုံးသွားပါပြီပေတန်းကတော့ရှမ်းခွန်ကြီးကိုအနိုင်ယူလိုက်ပြီးလန်ဟော်တိုင်းကေယာရဲ့အစင်းသုံးနေရာကိုရသွားပြီလေခိုင်းလူခိုင်းသားတွေလည်းဝိုင်းပြီးအားပေးနေကြပါတယ်မမလလာကတော့ပေတန်းစီကိုလာပြီးသူနဲ့အတူခိုင်းရဲ့ကောင်းကင်စင်တောင်ကိုလိုက်မလားဆိုပြီးကန့်လန့်လာပြီလေသူတို့ရဲ့လောက်ရမယ့်တာဝန်ကတော့မော်လင်တောင်ကိုသွားပြီးရှမ်းရွံတတိကိုကူးဖို့ပါရှမ်းရွံတတိဆိုတာတော့တိုင်းပေးကျော်တည်နေအောင်တိုင်းပေးကျော်ပြန်ပြီးနိုးထလာတည်နိုင်တဲ့တတိပါမမလလာနဲ့တကယ်လို့အဲ့ဒီတတိတစ်လုံးကိုမြင်ကူးနိုင်နင်းရဲ့ကောင်းကင်စင်တတိမှုကိုအောင်မြင်ပြီးဖြစ်ကြောင်းပြောလာပါတယ်ဒါနဲ့ပဲသူတို့နှစ်ယောက်လည်းနောက်3ရက်နေသွားကြမယ်ဆိုပြီးသဘောတူညီမှုယူလိုက်ပြီလေပေတန်းကတော့ခိုင်းရဲ့ဗီယက်နာခမ်းမကိုသွားလိုက်ပါတယ်ကိုရောက်တော့အကြီးကကျွန်တော်လက်နဲ့တက်တင်ကြောက်9လုံးနဲ့အုံမြင့်ခြေခံကြောက်10လုံးလိုချင်တယ်လို့ပြောလိုက်တော့အကြီးကမင်းကပေတန်းလားငါယူပေးမယ်ခဏဆောင်ဆိုပြီးသွားယူပေးလိုက်ပါတယ်ရတနာခမ်းမတွေကတခြားသူတွေကတော့ရတနာတွေယူသွားတာတော့ရမတ်တွေမဖြတ်လို့အကြီးကဝမ်းပြီးမင်းနေကြပါတယ်အကြီးကလည်းမင်းတို့ခိုင်းတဲ့ခင်ရဲ့စစ်ဆေးမှုကိုခံရပြီဆိုရင်သူ့လိုမျိုးလိုတလောက်ယူပြီးသုံးလို့ရလိမ့်မယ်ဆိုပြီးရှင်းပြနေပါတယ်တစ်ဖက်မှာတော့ပေတန်းတယောက်ရွှန်စင်းလက်နက်တွေကိုတန်းနေဖို့လုပ်နေတယ်လေဒါပေမဲ့လည်းသူ့ရဲ့လက်ရှိစွမ်းရည်နေဆိုရင်တော့စွမ်းအားမြင့်လက်နက်တော့တန်းနေလို့မရသေးပါဘူးဒါနဲ့ပဲပေတန်းလည်းလက်နက်တန်းနေလိုက်တော့ဒါအခေရ9တခုပဲရှိတယ်တတိုး3ချောင်းရသွားပြီလေအဲ့ဒီတတိုး3လုံးနဲ့ဆိုရင်တိုင်းဝန်းကျင်အစင်းကိုတော့တက်ပြတ်နေလို့ရပါပြီမောလင်တောင်ကိုသွားမယ်ရရောက်တော့ပေတန်းတယောက်အိတ်ချင်မူးနဲ့ထွက်လာတယ်လေမမလလာကတော့စောကြီးရောက်နေပြီးသားပါပေတန်းလည်းမမလလာရဲ့လာရီအောင်မှာခဏတာမင်းသက်သွားပြီလေကြည့်လို့ပါပြီလားလို့မမလလာပြောလိုက်တော့မှရှက်ကိုရှက်ကန်နဲ့မင်းသာနည်းနည်းလေးမြင်ရင်ဝိုင်းလည်နေမှာပဲဆိုပြီးညှောက်ပေးနေပါတယ်မမလလာကတော့စိတ်ဝင်စားဘူးဆိုပြီးသူ့ရဲ့စီးနေတာရုပ်ကိုခေါ်လိုက်ပါတယ်ညောင်သားမောလင်တောင်ကိုထွက်လာကြပြီလေမောလင်တောင်မှာတော့မြေပြင်နေတာရှုပ်သေးတယ်လို့တောင်တန်းတွေလည်းပေါ်များပါတယ်တိုင်းရိုင်းတွေလည်းအများကြီးရှိတာဖြစ်လို့ရှမ်းရွံတတိကူဖို့ကမလွယ်ပါဘူးသူတို့တောင်ကြီးကိုရောက်တော့နေကြနေပြီဖြစ်လို့တဲဟိုကန်ကားဖို့အရင်လောက်ရတယ်လေတဲဟိုကန်ကတော့ပေထန်းကတခန်းမဲ့ယူမယ်ဆိုပြီးအကြံကြီးကြံနေပြီလေမမလလာလည်းသဘောတူလိုက်ပါတယ်အခန်းရပြီးပေါ်တက်လာတော့ပေထန်းတယောက်ဆိုင်ရှင်ကိုတတိကြောင်မင်းနေပါတယ်ဆိုင်ရှင်ကလည်းသူဘာမှမသိကြောင်ပြောပြီးထွက်သွားပါတယ်နေထဲဝင်နေဘူးလားလို့မမအော်လိုက်တော့မှပဲပေထန်းတယောက်အထဲဝင်တော့တယ်လေဂရီမော်လဲပြီးဖူးချင်းငါတို့အိတ်ကြမယ်လို့ပြောလိုက်တော့မမနင်းသေးချင်းနေပြီလားဆိုပြီးဟောက်လိုက်ပါတယ်ဒီကောင်တကယ်မလွယ်ကြောပါပေထန်းကတော့ဂရီမော်မှာကလတိကလမောအိတ်နေပါတယ်မမလလာကတော့ကျင်ညံနေတယ်လေအဲ့ဒီအချိန်မှာစမုံနှလုံးသူတို့ခန်းထဲကိုရောက်လာပါတယ်မမလလာလည်းဘယ်သူလောက်တာလဲဆိုပြီးထွက်ကြည့်လိုက်တော့တဲခုကန်ဆောင်နေဝင်လာတော့မှတွေးလိုက်ရတယ်အဖွဲဖြစ်နေတယ်လေသူတို့ကတော့ခေးဖုံးလူသက်သမား၄ဘော်အဖွဲပါကောင်းမလေးမင်းအရန်လာတာပဲဒါပေမဲ့ငါတို့၄ယောက်နဲ့မှလာပြီးတွေးလိုက်တော့မင်းတော့လွတ်တော့မင်းမထင်ဘူးဆိုပြီးလေကြီးနေတယ်လေမမလလာကလည်းတစ်ချက်ပြုံးပြလိုက်ပြီးမိုးကြိုးတွေတတိကြီးကျွေးလိုက်ပါတယ်ဟိုကောင်တွေကတော့မမလလာရဲ့တိုင်းခွက်တွေအောင်မှာအလူးလိမ့်မှာပဲအဲ့ဒီအချိန်ပေးထန်းလဲရောက်လာပါတယ်
ဟိုကောင်လေးကတော့သူတို့မှသူတို့သိပါပြီဆိုပြီးအသေးအံတောင်းမှနေရပြီလေမမလာလာတခါတည်းပြည့်ရှင်းဖို့လုပ်လိုက်တော့ပေးထန်းကနေပါအောင်ငါတို့မေးရရှိသေးတယ်ဆိုပြီးကြားလိုက်တယ်လေပေးထန်းကလည်းတတိချောင်းမဲမိလိုက်ပါတယ်ဟိုကောင်လေးကတော့သူတို့သိတာတွေအကုန်ပြောပြပြီးမြေပုံတစ်ခုပါထုတ်ပေးလာတယ်လေမင်းတို့မှတ်ထားနောက်ဆိုရင်ငါတို့လာပြီးနောက်ဆက်အောင်မဟုတ်ရင်ဘယ်လိုသိမှမသိအောင်လုပ်ပြမယ်ဆိုပြီးပြောပြီးပြန်လွှတ်လိုက်ပါတယ်ဟိုကောင်လေးကတော့ကြောက်ကြောက်လန့်လန့်နဲ့ပဲထားပြီးပြေးသွားပြီလေနောက်နေ့မနက်ကိုရောက်တော့ပေးထန်းနဲ့မမလာလာလုပ်တင်အောင်မြေပုံကြည့်ပြီးဟေးရန်တောင်လေးကိုလာနေပါတယ်တောင်ထိပ်ကိုရောက်တော့အဆောင်တယောက်ကဒီနေရာငါတို့ဆုံးရင်တော့အချိတ်ပေးလိုက်ပြီလို့ပြောလိုက်တော့မမတို့နှစ်ယောက်ကစောက်ပြီးမဆိုင်ပဲကြော်တက်သွားတယ်လေမင်းတို့သိချင်းနေလာလို့ပြောလာတော့မမရဲ့အကြီးတစ်ချက်အောင်ပါပဲငနေသားလွင်းသွားပြီလေဆုံးမိသားစုလည်းရောက်လာကြပါတယ်မင်းတို့ကငါရဲ့လဲအောင်ငယ်သားကိုခိခန့်အောင်လုပ်ရရလားဆိုပြီးကြီးခဲလို့သူကမေးတာတော့ပြီးထန်းကလည်းမမအားကိုနဲ့လုံးတော့ဘာဖြစ်လဲဆိုပြီးပြန်ပြောလိုက်ပါတယ်မင်းတို့လုံရင်မင်းတို့သိရမယ်ဆိုပြီးတိုက်ဖို့လို့တော့ဘေးကကောင်ကဝင်လာပြီးတားလိုက်ပါတယ်ငါနာမည်ကဆုံးညံ့တယ်ပါတကယ်လို့ငါထင်တာမမဘူးဆိုရင်မင်းတို့ဒီကိုလာတာရှမ်းရွံတတိခိုးဖို့မလားဆိုပြီးမိတ်ဆက်ပေးလာတယ်လေမမတယောက်ကတော့အနေနဲ့ဘာတိုင်းလို့လဲဆိုပြီးပေးထန်းကလွင်တခြားသူတိုင်းကိုကူကလန့်နေပြောနေတာပါမင်းကလေးဒီကိစ္စကိုစိတ်ထဲမထားပါနဲ့တကယ်လို့အဆင်ပြေတယ်ဆိုရင်ငါတို့ဖွဲ့ပြီးသွားကြမယ်ဘာဖြစ်လို့ဆိုတော့ဒီတောင်မှာတားရဲတွေအရန်ပေါ်တယ်လူလူတိုက်ခိုင်းရင်သွားကြတာပေါ့ဆိုပြီးဟိုကောင်ပြောလာတော့ပေးထန်းတယောက်သဘောတူလိုက်ပါတယ်ဩဒါနဲ့ငါနာမည်ရဲ့စုဝေးခံသူကတော့ငါတို့သမီးလောင်ရှာချင်းဆိုပြီးပေးထန်းကတော့မိသက်တလူလူနဲ့အသားယူနေပြီလေအချိန်မစောတော့ငါတို့တောင်အတွင်းကိုဝင်ကြအောင်လို့မမလှလှပြောလိုက်တော့အကုန်လုံးလည်းတောင်တွင်းပိုင်းဝင်လာလိုက်ကြပါတယ်အဲဒီအချိန်မှာအစင်းလေးသားရဲ့ဖြစ်တဲ့ကြားပြူတော်ကောင်သူတို့ဘက်ကိုတိုက်ခိုက်လာတယ်လေစုံရမ်းနိုင်ရပဲကျွန်တော်ဖြည့်ရှင်းလိုက်ပါမယ်လို့ပြောလိုက်ပြီးကြားကိုတိုက်ခိုက်လိုက်ပါတယ်ခဏကြာတိုက်ခိုက်ပြီးတော့အနိုင်ရသွားပြီးကြားရဲ့မြို့တွေကိုရသွားပါတယ်ဒါနဲ့မမလှလှကိုပေါင်ကြောင်ပြီးရှာမင်းကလေးဒီအစင်းလေးမြို့တွေကအရန်တန်မှုရှိတယ်မင်းကလေးကိုလက်ဆောင်ဖြစ်ပေးမယ်လို့ပြောလိုက်တော့မမကတော့မမပဲလေစိတ်ဝင်စားဘူးဆိုပြီးထွက်သွားပါတယ်စုံကျန်းနိုင်ရဲ့ညီမဖြစ်သူကအကိုဒီကောင်မှမသိတဲ့ဘူးငါတို့ညာနေကြမလို့တော့ဘူးဒီညပဲသူတို့ရဲ့စွမ်းအားတွေကိုစွတ်ယူလိုက်အောင်ဆိုတော့ဟိုနာဘူးအောင်ဒီလောက်လာတဲ့မင်းကလေးကိုမလုပ်ရဘူးဆိုပြီးပြောနေတယ်လေညီမဖြစ်သူကတော့အကိုမလုပ်တယ်ညီမကတော့ဟိုစူးဝေခံဆိုတဲ့ကောင်လေးကိုဒီညပဲစုပ်လိုက်တော့မှဆိုပြီးအကိုဖြစ်သူကိုပြောနေပါတယ်စွမ်းအားဆုပ်ယူတာကိုပြောတာဖြစ်လို့တခြားຢာတွေရှောက်ပြီးမတွေ့ပါနဲ့ဗျဟုတ်ကဲ့ဒီပိုင်းလေးတော့ဒီလောက်ပါပဲဗျအသစ်တွေကိုနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်မှာဟုတ်ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ